မားတင်မိတာကနေတင်းရကြီးလျော်ကြေးပေးရတော့မယ်အေးမြတ်သူဒီနေ့မှာတော့ The Bive မြန်မာ Channel ကနေပရိသတ်တွေကြားမှာကြရက်ထားသွားခဲ့တဲ့အမှုပညာရှင်အေးမြတ်သူရဲ့အမားတစ်ခုနဲ့သူမရဲ့ရိုးသားတဲ့ဝန်ခံချက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါ The Mask Singer မြန်မာဆိုတဲ့ပြိုင်ပွဲကြီးရဲ့အသက်ကဘာလဲဆိုရင်မျက်နှာဖုံးနောက်ွယ်ကအဆိုတော့ဟာဘသူဖြစ်မလဲဆိုတဲ့ရင်ခုန်စရာလျှို့ဝှက်ချက်ပါပဲဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီလျှို့ဝှက်ချက်ကအချိန်မတိုင်ခင်ပေါက်ကြားသွားခဲ့ပါတယ်အဖြစ်အပျက်ကတော့ The Mask Singer မြန်မာမှာပါဝင်ရှင်ပြိုင်နေတဲ့အေးမြတ်သူဟာသူမရဲ့မျက်နှာဖုံးချွတ်တဲ့ပုံရိပ်တွေကိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာအချိန်မတိုင်ပြီးမှားယွင်းပြီးတင်ခဲ့မိတာကနေစတင်ခဲ့တာပါပြိုင်ပွဲရဲ့စီးမြင့်အရာပါပရိသတ်တွေရဲ့စောင့်မျှော်ကြည့်ရှုမှုအရာပါဒီမျက်နှာဖုံးရှင်ဟာဘယ်သူလဲဆိုတာကနောက်ဆုံးအချိန်ထိလျှို့ဝှက်ထားရမယ့်အရာဖြစ်ပါတယ်ဒါပေမဲ့အနည်းပညာပိုင်းဆိုင်ရာအမှားအယွင်းကြောင့်ဖြစ်စေမတော်တဆမှုကြောင့်ဖြစ်စေဒီပုံတွေဟာလူမှုကွန်ရက်ပေါ်ပြန့်နှံ့သွားခဲ့ပါတယ်ဒီပုံတွေထွက်ပေါ်သွားတဲ့နောက်မှာတော့အေးမြတ်သူကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်အစီအစဉ်ကိုတကူးတကော့စောင့်မျှော်နေတဲ့ပရိသတ်တွေရဲ့ရင်ခုန်မှုကိုအနှောင့်အယှက်ဖြစ်စေခဲ့တာကြောင့်သူမဟာချက်ချင်းဆိုလိုပဲပရိသတ်တွေကိုအနူးအညွတ်တောင်းပန်စာရေးသားခဲ့ပါတယ်အေးမြတ်သူဟာ The Mask Singer မြန်မာကြီးစုသူပရိသတ်တွေရဲ့စိတ်ဝင်စားမှုလျော့နှဲစေခဲ့လို့ပရိသတ်များနဲ့အဖွဲ့သားအားလုံးကိုအနူးအညွတ်တောင်းပန်ပါတယ်ရှင်ဆိုပြီးဝမ်းနည်းစွာနဲ့ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့တာပါအနုပညာရှင်တိလောက်အနေနဲ့အမားကိုဖုံးကွယ်မထားပဲရိုးရိုးသားသားတောင်းပန်နေတဲ့အပေါ်မှာတော့ပရိသတ်အများစုကနားလေပြီးခဲ့ကြပါတယ်။အမားဆိုတာလူတိုင်းမှာရှိနိုင်ပေမဲ့အဲ့ဒီအမားကိုတာဝန်ယူရတဲ့စိတ်ဓာတ်ကိုတော့အတိအမှတ်ပြုနေကြတာပါ။ဒီခေတ်ရဲ့ကြောင့်ကြရက်အချို့ရှိခဲ့ပေမဲ့လည်းအေးမြတ်သူရဲ့စစ်မှန်တဲ့တောင်းပန်မှုကြောင့်ပရိသတ်တွေကဆက်လက်ဝန်းရံပေးနေစေပဲထင်ပါတယ်။ပရိသတ်ကြီးကအခုလိုအေးမြတ်သူရဲ့အမှားယွင်းပေါ်ရိုးသားစွာဝန်ခံတောင်းပန်ခဲ့တဲ့လူရဲ့အပေါ်ဘယ်လိုမြင်ကြသလဲခင်ဗျာ။အနုပညာရှင်တွေအနေနဲ့ကအခုလိုလူမှုကွန်ရက်ပေါ်မှာမတော်တဆအမှားမျိုးတွေဖြစ်တတ်တာကိုနားလည်ပေးလို့ရပါသလား comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်အခုလိုစိတ်ဝင်စားစရာသတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျမတို့ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါဘူးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမစောအောင်ပါ